budget ကောင်းကောင်းနဲ့ဖုန်းကိုလည်းရှာနေတယ်နောက်တစ်ခုက budget ကိုလည်းအများကြီးမသုံးချင်ဘူးဆိုတော့မိတ်ဆွေတွေအတွက်ကုမ္ပဏီအာမခံတစ်နှစ်တိပါတဲ့အပြင်ကျမတို့ H2 Mobile ရဲ့ဆိုင်အာမခံ10ရက်ပါထပ်ပေးထားတဲ့ဖုန်းလေးတစ်လုံးနဲ့မိတ်ဆက်ပေးမယ်ရှင်ဒါလေးကတော့ Redmi A7 Pro လေးပဲဖြစ်ပါတယ် RAM 4 Internet Speed 64GB Official Global နဲ့သုံးရမှာပဲဖြစ်ပါတယ်ရှင် Global ဆိုတော့ကျမတို့လူကြီးပဲသုံးမလားလူငယ်ပဲသုံးမလားပေါ့နော်ခေါင်းကိုက်စရာမလိုတဲ့ဖုန်းလေးပဲဖြစ်ပါတယ်ရှင် Screen size ကြီးကြီးနဲ့ပထီအမ်များ6000ပါတဲ့အတွက်ကြောင့် Screen size ကြီးကြီးကိုပထီအမ်များ1000နဲ့သုံးရမှာဆိုတော့ကျမတို့ daily ကိုတန်တန်လေးတုံးမယ်မိတ်ဆွေတွေဆိုရင်တော့အရန်ကိုဝယ်တင်တဲ့ဖုန်းလေးပဲဖြစ်ပါတယ်ရှင်ဒါလေးကိုတော့ကျမတို့ဘာတွေပါမလဲဆိုတော့တစ်ချက်တော့ဖောက်ပြပေးမယ်နော်ရှင်ကဲအာမခံတစ်ထင်းကတော့ခုမှကျွန်တော်တို့2026ခုနှစ်9လပိုင်းပဲရှိရပေါ့နော်သူ့အာမခံတက်တန်းကတော့2029ခုနှစ်6လပိုင်း9ရက်နေ့ထိပဲဖြစ်ပါရဲ့ရှင်ကဲဘာလို့လေးလဲဒီလိုဖုန်းမှမဝင်ဘယ်ဖုန်းကိုဝယ်မှာလဲရှင်ကဲနောက်တစ်ခုကတော့ဒီမှာကာဘာ original ပါမယ်နောက်တစ်ခုက original အသွင်ကြိုးကောင်းတွဲလေးရပါမယ်ဘာမှမလိုတော့ဘူးရှင်ဘာမှမလိုတော့ဘူးဒီဖုန်းလေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျမတို့ Viber နံပါတ်3992512000လေး3992512000ကိုပေါ့နော်ဆက်တွယ်ပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်ဈေးနှုန်းကတော့မပြောတော့ဘူးပေါ့နော်လုံးဝပါကင်တိုင်းအတန့်ကိုစကန်သိန်းနဲ့ရမှာပဲဖြစ်ပါတယ်ရှင်ဒါဆိုတာနဲ့ကိုလုံးဝတန်နေပြီအဲ့ဒါကိုမှအပြင်ကျိုးကောင်းဆုံးပါမယ်ကုမ္ပဏီအမခံတစ်နှစ်တိတိပါမယ်ကဲဘာမှမလိုတော့ဘူးလိုနေတာကဒါပဲကဲဒါဆိုရင်တော့ဒီအသေးစိတ်သိကျင်တယ်ဆိုရင်တော့ကျမတို့ comment လေးမှာမှန်းခဲ့လို့လည်းရပါတယ်။ကုန်းအားတောင်းမှာညီမလေးရေရှိသေးလားအမရေရှိသေးလားမလုပ်ပါနဲ့ဒီဗီဒီယိုလေးမြင်တာနဲ့ချက်ချင်းလာခဲ့ပါရှင်။ဒါလေးကတော့အမကန်နဲ့ရောင်းချပေးတဲ့ second phone လေးပဲဖြစ်ပါတယ်။အရောင်းဝယ်လက်ထက်လည်းအားလုံးရပါတယ်ရှင်။ဗရန် H2 Mobile ရပါနောက်ပြီးမှထပ်တွေ့မယ်တော့ရှင်တတ